ဒီနေ့ဒီလောက်စုံစုံလင်းလင်းအများကြီးတွေ့ရတာကျွန်တော်အရမ်းပဲဝမ်းလဲတာတယ်ဗျာအားလဲရတယ်ဒီအားတွေကိုကျွန်တော်တို့ကြီးလိုက်မှဆိုရင်ပေါ့မျိုးကျွန်တော်တို့ကိုအမှန်တကယ်ပဲယုံကြည်အားပေးကြတယ်ဆိုတာတွေ့ရပါတယ်